မင်္ဂလာပါ Most Jupiter Space ကကြိုဆိုပါရယ်ဒီနေရာလေးကစူညံလုံးတဲ့လောကကြီးတွေကမှမင်းအတွက်တိတ်ဆိတ်တဲ့ထောင်းတနေရာလေးပါဒီနေရာလေးမှာတော့စိတ်ပင်ပန်းနေတဲ့နေ့တွေကိုနည်းနည်းလေးဖြစ်ပိုသက်သာအောင်အားပေးစကားလေးတွေမျှဝေပေးနေပါတယ်ဒီလို message လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် subscribe လုပ်ပြီးဒီ space လေးနဲ့အတူဖြည်းဖြည်းချင်းကြီးထွားသွားကြရအောင်နော်ကိုချစ်ဖို့ဆိုတာတနေ့တည်းနဲ့ဖြစ်မလာနိုင်ပါဘူးတချို့နေ့တွေမှာကိုတော့မကျေနပ်ချင်တဲ့စိတ်တွေဖြစ်နိုင်ပါတယ်ဘာလို့ငါဒီလောက်မတက်သေးတာလဲဘာဖြစ်လို့တခြားသူတွေလိုမဖြစ်နိုင်သေးတာလဲဆိုပြီးကိုဝေဖန်မိတတ်ပါတယ်ဒါပေမဲ့ကိုနူးညံ့ပေးဖို့ဆိုတာအရန်ကြီးခက်ခဲနေတဲ့အရာတော့မဟုတ်ပါဘူးအဲ့ဒါကြောင့်ကိုနားလည်ပေးဖို့အရင်ဆုံးစတင်ပြီးစူးစမ်းယူရမှာပါမင်းအမှားလုံးမိသွားလို့မင်းမကောင်းဘူးဆိုတာမဟုတ်ပါဘူးနော်မင်းနောက်ကျနေလို့မင်းကတန်ဖိုးမရှိဘူးဆိုတာလည်းမဟုတ်ပါဘူးလူတိုင်းမှာကိုယ့်အချိန်နဲ့ကိုရှောက်နေရတဲ့လမ်းတွေကိုစီရှိကြပါတယ်တချို့လူတွေကမြန်သွားနိုင်တယ်တချို့လူတွေမှာတော့ဖြည်းဖြည်းသွားရတယ်ဒါပေမဲ့လမ်းကြောင်းပေါ်မှာရှိနေခြင်းကမင်းကိုယ်တိုင်အတွက်အတိတ်ပဲရှိနေပြီးသားပါတခါတလေမင်းအရန်ပင်ပန်းနေပြီးဘယ်သူမှမမြင်နိုင်တဲ့စိတ်ပင်ပန်းမှုတွေကိုတိတ်လေးထမ်းပိုးနေရတတ်ပါတယ်။အဲ့ဒီအချိန်တွေမှာငါတယောက်တည်းပဲလားလို့လည်းခံစားရနိုင်ပါတယ်။ဒါပေမဲ့မင်းတယောက်တည်းမဟုတ်ဘူးဆိုတာမမေ့ပါနဲ့။မင်းအရန်စူးစမ်းနေတယ်ဆိုတာမင်းကိုယ်တိုင်သိနေဖို့ပဲလိုပါတယ်။လောကကြီးကမသိလဲအဆင်ပြေပါတယ်။လူတွေကမချီကျူးလဲအဆင်ပြေပါတယ်။မင်းကိုယ်တိုင်သိနေုံနဲ့လုံလောက်ပါတယ်ဒီနေ့လည်းမလွယ်ကူတဲ့အခြေအနေတွေကနေမင်းဆက်သွားနိုင်ခဲ့တယ်ဆိုတာကိုသတိရပေးပါကိုနူးညံ့ပေးတတ်တဲ့လူတစ်ယောက်ဟာပြည့်စုံတဲ့လူမဟုတ်သေးပေမဲ့ကိုတန်ရာကိုသိပြီးအဲ့ဒီတန်ရာကိုပိုကြီးသွားအောင်ထပ်မထိုးဆွာတဲ့လူတစ်ယောက်ပါကိုအမားကိုမြင်ပြီးโอเคနောက်တစ်ခါပိုကောင်းအောင်လုပ်မယ်လို့ပြောနိုင်တဲ့သူပါမင်းလည်းအဲ့လိုဖြစ်နိုင်ပါတယ်အခုတော့ဖြည်းဖြည်းချင်းဖြစ်နေပြီးသားပါဒီနေ့မှာကိုနည်းနည်းလေးပို့ပြီးနူးညံ့ပေးလိုက်ပါမင်းကိုမင်းတင်းမာမဆက်ဆံလိုက်ပါနဲ့အရာအလုံးကိုချက်ချင်းပြောင်းလဲရမယ်လို့လဲဖိအားတွေမပေးပါနဲ့နည်းနည်းလေးပဲဖြစ်နားခုခွင့်ပေးလိုက်ပါနည်းနည်းလေးပဲဖြစ်ကိုငါကောင်းတဲ့သူပါလို့ပြောပြပါကြီးမားတဲ့ပြောင်းလဲမှုတွေကအကြီးကနေမစပါဘူးအနှဲငယ်လေးတွေကပဲတဖြည်းဖြည်းစုပေါင်းပြီးမင်းဘဝကိုပြောင်းလဲသွားစီမှာပါမင်းဟာတန်ဖိုးရှိတဲ့သူတစ်ယောက်ပါမင်းစူးစမ်းနေခြင်းကမင်းကိုယ်တိုင်ကတန်ဖိုးရှိနေပြီးသားပါဒီနေ့ညမင်းအိတ်မဲ့အချိန်မှာကိုဒီလိုလေးပြောပြပါဒီနေ့လေမလွယ်ကူတဲ့အခြေအနေကနေငါဆက်သွားနိုင်ခဲ့တယ်ငါကျေးဇူးတင်ပါတယ်ဒီလိုစိတ်အေးချမ်းစေမယ့်စကားလေးတွေကိုနောက်ထပ်လည်းနားထောင်ခြင်းနဲ့ဆိုရင် Most Jupiter Space ကို subscribe လုပ်ပြီးနောက်ဗီဒီယိုလေးတွေမှာလည်းအတူတူဆုံကြရအောင်နော်ဒီနေရာလေးမှာတော့မြန်မပြေးရပါဘူးဖြည်းချင်းပဲကြီးထွားသွားကြမယ်လို့ပြောချင်ပါတယ်နောက်တစ်ခါလည်းဒီ space လေးမှာပြန်ဆုံကြမယ်နော်